မာယာဆိုဒီမှာရှိနေတဲ့အပြစ်ကိုဖုံးကွယ်တာလူမသိစေချင်တာအဲ့ဒါမာယာပဲနော်လူသိမှဆိုးတာမသိရအောင်ဖုံးကွယ်တာအဲ့ဒါမာယာလို့ခေါ်တယ်လှည့်စားခြင်းပဲတဲ့အတိပ္ပယ်ကတော့သူကအတိပ္ပယ်ကောက်တဲ့အခါကျတော့တဏှာကိုပဲကောက်တယ်ဘာလို့လဲဆိုတော့ကိုဒီမရှိတဲ့ခုံတစ်ခုရှိလို့ကိုလူအထင်သေးမှမလို့လာတာလူထင်သေးသွားမှာမဖြစ်စေချင်မတရားတဲ့နီးနဲ့လူတွေကကိုမဝထင်ကြီးနေစေချင်တာအဲ့ဒါဖြောင့်မတ်တဲ့စိတ်မဟုတ်ဘူးတဲ့ဟောအဲ့တော့ကိုမှဒါမျိုးရှိသလားကိုမှဒါမျိုးရှိရင်မရှိအောင်ကြိုးစားလိုက်ပါဒါကိုဆိုလို့တဲ့မြတ်စွာဘုရားဒါစိတ်ရဲ့အညစ်အကြေးတစ်ခုပဲ